ရော့ကွာကျန်တုံးရအဲ့လိုလောက်ပါကန်တရားလေးအမဒီဒီဟောတုံးရတာအဒီဒီသေးလေးဘုံတစ်လုံးရပြီအားလုံးပဲမင်္ဂလာပါကိုကလက်ကြည့်တော့ဂျန်၄တုံးရတာပြီဗျဂျန်၄တုံးရတာပြီ try ကြည့်လိုက်အောင် try ကြည့်လိုက်အောင်မယ်ဆိုတော့လုတ်ပြီးတင်နေငါ့ကိုလုတ်ပြီးတင်နေဘယ်ကတနက်ပြစ်ပြီးတော့ညောင်ကြီးဂျန်တုံးတွေမပေးချင်အောင်ကွဲတွေပေးနေတိုင်းတွေကွဲတွေမလိုချင်ဘူးလေရောက်နေဘာကြီး6စကုန်းနဲ့2စကုန်းနဲ့2စကုန်းကပေါက်ပြီးသားနေဟာဟာဟုတ်ပါမလားဟာဟုတ်တော့လေအခုတစ်ချိန်တော့ပေါက်ပြီးချိန်ပါအခုတစ်ချိန်မှာပေါက်တယ်โอเคပါ9တုံး6တုံး6တုံးဆိုရင်တော့ဝယ်လို့ရနေပြီအင်းရတော့အင်းရင်ကင်လိုက်ကောင်းမလားမသိပါဘူးကွာဘာကြီးကျုံးမွေးပေါက်သွားပြီ oh my goodness ဝယ်စရာမလိုဒီကောင်ကကျုံးမွေးက3တုံးလားမသိဝယ်finally ကျုံးမွေးကဝယ်ဘယ်လောက်လဲ3တုံးတင်တယ်ဘောစိကြည့်လို့မရတော့ကွာဒီကောင်3တုံးလား2တုံးလားမသိပါဘူးကျန်းတယ်ဒီကျုံးမွေးကြည့်โอเคပါရော့ဗျာတက်ကျုံးဗျာယောတတုံးတော့ပေးအောင်လေကွာမင်းတို့ကအဲ့လောက်ကြည့်ကြတာမပြောတော့ဘူးလေရော့ဘာကြီးလေဟိုဝါကြီးပေးတယ်ကွာတောက်ကြီးတွေရှောက်ပေးနေဟိုဝါကြီးဒီဘီယာထဲတဲ့ဟာကြီးပေါက်တက်ကြရတယ်ကွာမဒီဒီအသေးလေးတွေဆိုဝမ်းကြံဂျန်တုံးလည်းပေါက်တယ်မစိုးပါဘူးဒီတစ်ခေါက်တော့မဒီဒီလေးတွေ9တုံးပေါက်တယ် okay bro goodကိုဘာနောက်ထပ်2ချိန်တော့ကင်လို့ရအောင်မလားမသိဘူး2ချိန်3ချိန်တင်တယ် hey ဘာကြီးတော့ပုံကြီးထပ်ပေါက်တယ်ပုံကဘာပြောင်းပါလဲအဖက်လေး3ဖက်တယ် what the hell အဲ့တော့ကြည့်ကြတော့များတာပေါ့မင်းတို့ဟာကြီးnice နှစ်တုံးရရောက်နေ what the fuck ကျန်နှစ်တုံးကြီးတစ်ခါတည်းပေါက်တာရောင်ကြီးစောင်ရမ်းနေတန်သွားပြီလေအဲ့ဒါကြီးကြတော့ oh my goodness okay နောက်တဲ့ကိုဘောတစ်ချိန်ပဲကြံတော့ရနော်နောက်တစ်ချိန်လေးဆိုရင်တော့မရတော့တော့ထင်ပါရော့မိပလင်းမှာထပ်ပေါက်သွားသေးပြီးရောအဲ့ဟာကုန်ပေါက်သွားပြီအဲ့ဒါအဲ့တော့ဘာကြံမလဲဒီကောင်ပြောင်းသွားပြီစီးဘူး okay ပါရော့ဒါလေးတွေမလိုက်မယ်နော်ဒီကြီးလေးမမယ် frame လေးတွေမမယ်ပြီးတော့ကျွန်တော်ရှစ်တုံးဆိုတော့ဘာမှတော့စဉ်းစားမနေတော့ကင်လိုက်တော့ဒီအိမ်လေးလိုချင်နေရော့ oh my goodness bro ဟဲ့အင်းရကျွတ်စီနှစ်တုံးဆိုတော့ဒီမှာနောက်ထပ်3တုံးလောက်တော့ရအောင်မယ်ဗျတိတာဒီကောင်လေးက3တုံးထပ်ဖောက်မှရမှာတယ်ရထားမရသေးဘူးThe toughest battle is with yourself. သူစကားပြောနေပါကြီးတယ်ဒီကောင်ကြီးဒါဘယ်လိုလဲရမလဲ50ဆိုတော့ match 2တုံးရမယ်မဟုတ်ဘူးလေဘယ်လိုကြီးတော့ဟိုကြီးတော့လဲလိုက်တယ်ပြောင်းမြန်အတုံးကဘယ်နာတော့လဲရလားအတုံးကဒီမှာကွာ4တုံးဆိုတော့နောက်ထပ်9ခုလေးလိုနေကွယ်ဖောက်ထားလဲစောင်းဝမ်းမြန်တယ်ရော့ဗျာကြောက်ဂျန်တုံးတော့ပေါက်လိုက်စမ်းပါကွာအဲကြားလေးထဲမှာဒီတုံးနဲ့ဂျန်တုံးဘုံကြီးထပ်ပေါက်တယ်ကွာဘာကြီးတုံး58ခု220ရှော့ကွာပေးဦးလားဂျန်တုံးရပြီ okay nice ဂျန်တုံးရပါပြီဗျာတော့နှစ်တုံးလေးပေါက်လာတယ်စလားမျက်စိကြည့်ရတာရှုပ်လိုက်တာကွာဘာဒီပေါက်နေမှလည်းမသိဘူးအဲ့ရတဲ့များသွားတော့ပဲနော်ကြည့်ချင်တယ်ရောင်လေးစီးဘူးတွေပြီးတာ
အော်ထပ်ပြီးတော့ဝယ်ခိုင်းနေချေသူချင်းโอเคပါအဲ့တော့ကိုတော့ရပါပြီတော့ကျဟိုအောင်ဖြစ်သွားပြီရှောက်တုံးတော်ဖြစ်သွားပြီဆိုတော့ကိုပေါ်ဟွာလေးဝယ်လိုက်မယ်ရထားတစ်ခုဝယ်လိုက်မယ်ရထားတစ်ခုတနက်တော့လည်းရအောင်ပါရော့အေးရထားကြီးနေဟုတ်တယ်ရထားတစ်ခုရမယ်ပြီးတော့ကျွန်တော်တနက်တော့လည်းရမယ်ရှော့ရော့ဗျာအချင်မနောက်တစ်တုံးရအောင်ပါကွာနောက်တစ်တုံးထပ်ပြီးယူလို့ရတယ်ပြအောင်ပါရော့50ခေပါဒီကောင်လေးတို့အသေးလေးတွေပဲကျွန်တော်ဝယ်လိုက်တော့မယ်သေးလေးတွေရော့ခုနခု3ခုပူတာရော့ကားတစ်ခုလှုပ်ရှုပ်တခါလည်းပြီးတော့ရော့ပြရော့ပြ Let the hunt begin. ဒီဂျန်တတုံးကိုခွဲပလိုက်မှရမယ်တင်လေဒီဂျန်တတုံးကိုခွဲပြီးတော့စကုတ်လေးပါလေးပဲမှရ Hunt begin. maybe shot ပြီးလဲပလိုက်စကုတ်လေးပြအောင် red dot နဲ့3 scope နဲ့ဝယ်လိုက်မယ် red dot 3 scope 25 4 scope ရ4 scope 4 scope ကြီးဟုတ်ပါမလား4 scope ကြီး4 scope ကြီးဟုတ်ပါမလားဟဲ့ကြောက်ကွာ5ခုဆိုတော့5ခုရတာလေးတစ်ခုထပ်ဝင်လိုက် good ရပြီတော်ပြီပြောင်းပြီ290ပြောဒါဖိုင်ပြီလက်ဆောင်ပါပေးနေ Let the အဲ့ hunt ဒီ profile ပေးတာလား what profile တစ်ခုပေးတာဒီကောင်းလေးပေါက်ဖြည်းဖြည်းတော့ပါဟုတ်ပါပြီကျေးဇူးတွေလည်းတက်ပါတယ်ရောဗျာ DP ကကိုပေါ်မှာlevel F ကတီးပဲဆိုတော့ဒီကောင်လေဓာတ်ရပါယူကဲသွားမယ်ယထာကြားလာယထာပဲမှာတယ်ယထာဒီမှာကြီးရောင်ဓာတ်ကြီးနဲ့ဆင်းရမှာနော်ဓာတ်ကြီးတို့ဘလူးကြီးတို့ဒီကောင်ကြီးကနဲတိုင်းမဟုတ်โอเคပွဲတဲ့ကြရင်တော့တွေ့ကြပြီပေါ့ကိုပေါ် F ကမဒီဒီဘယ်နှချောင်းရှိတယ်မသိတစ်ချက်ကြည့်လိုက်အောင်မဒီစက်တစ်ချောင်းဆိုတော့ဝရီကတစ်ချောင်းတော့မရဘူးလားဒီမှာနှစ်ချောင်းတော့ပြီးတော့မှာကွာ12ချောင်း13ချောင်းပြည့်ပြီဆို UC 1နဲ့ဝယ်လို့ရတယ် Let the သေးသေးတစ်ချောင်း UC နဲ့ဝယ်လို့ရမယ်ရောကျော်73ချောင်း3ချောင်းတော့ DPU ဆို level ဘယ်လောက်သွားမလဲမသိဘူး2 3 4 fight တစ်ချောင်းလို့ okay ပါ fight ကြရင်တော့ကျွန်တော်တို့တစ်ချောင်းပဲလို့တော့တယ်တစ်ချောင်းလေးဆိုရင်တော့အဆင်ပြေသွားပြီကျင်းလှပါရဲ့ DP ရဆိုတော့ game message ကဆောင်းကျွတ်တယ်အိတ်ဆုနဲ့ဆိုတော့တော်တော်လှနေ The toughest battle is with yourself. ကောင်မဒီလိုကြီးစကားတွေပြောနေရတာဘလို့ကြီးတော့